ချိန်မရှိတော့တာကြောင့်သူတို့မျက်ရည်တွေနဲ့နှုတ်ဆက်ကြရပါတယ်။အဲလီဆန်ရဲ့အဖေကဂျွန်ကိုသမီးနဲ့မြီးကိုစောင့်ရှောက်ဖို့တနက်တလက်ပေးလိုက်ပြီးယုံကြည်နဲ့လွှတ်လိုက်ပါတယ်။ကားမောင်းထွက်လာရင်ဂျွန်နဲ့အဲလီဆန်တို့လည်းတယောက်ကိုတယောက်နားလေခွင့်လွှတ်ပြီးအသက်ရှင်အောင်ရုန်းကန်ဖို့ကတိပြုကြပါတယ်။ဒါပေမဲ့လန်ခကြီးကငရဲလူပါပဲ။လမ်းမှာစစ်စီးရေးဂိတ်တွေပိတ်နေတော့ကောင်းကင်ကနေမိခိုးလုံးတွေကျဲတခုံအပိုင်းအစတွေမိုးရွာသလိုဘုံတိုင်းကျလာပြီးကားတွေပောက်ကွဲကုန်ပါတယ်။ဂျွန်တို့မိသားစုကားပေါ်ကဆင်းပြီးတရားအောက်မှာလာပုံနေတဲ့လူအုပ်ကြီးစီအသက်လူပြေးကြရပါတယ်။တရားအောက်ကိုရောက်ခါနီးမှာကားတစ်စီးထဲမှာလူတစ်ယောက်ညှပ်ပြီးမီးလောင်တော့မယ့်အခြေအနေကိုဂျွန်မြင်သွားပါတယ်။ကဘာပြက်ပြီးအားလုံးကိုယ့်အသက်ကိုလူနေကြပါမယ်။ဂျွန်ကတော့အသက်အန္တရာယ်စွန့်ပြီးအဲ့ဒီလူကိုကယ်တင်ခဲ့ပါတယ်။နောက်ဆုံးတော့သူတို့ကနေဒါနေဆက်ကိုကန်ကောင်းထောက်မှစွာဖျက်ချော်နိုင်ခဲ့ပါတယ်။ရေဒီယိုသတင်းတွေအရကဘာတက်ရှိ85%ကျော်ပျက်စီးတော့မယ်လို့သိရပြီးအချိန်ကမိနစ်ပိုင်းပဲလိုပါတော့တယ်။နှင်းဖုံးနေတဲ့ကနေဒါလေကွင်းတစ်ခုမှာနောက်ဆုံးထွက်ခွာမဲ့လေရင်ငယ်တစ်စင်းကိုဂျွန်ကကားနဲ့ပိတ်ရက်ပြီးအတင်းတားစီကလေရင်မိုးကိုတောင်းပန်ပြီးမိသားစုလိုက်အတင်းလိုက်ပါခွင့်ရခဲ့ပါတယ်။လေရင်ပေါ်မှာဂျွန်တယောက်ပင်ပန်းလုံးလို့အိပ်ပျော်သွားပြီးသူတို့ရဲ့ပျော်စရာအတိတ်တွေကိုအိမ်မက်မက်နေပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့လေရင်က Greenland ကျွန်းပေါ်ရောက်နေပါပြီ။ကောင်းကင်ကအေးချမ်းနေပုံရပေမဲ့ရုတ်တရက်ပဲသမုဒ္ဒရာတွေကိုတီယာမအပိုင်းအစကြီးတစ်ခုထပ်မံကြားရောက်သွားပါတယ်။